Google Play Store ရဲ့ search bar မှာ CSO Academy လို့ရှာလိုက်ပါပြီးရင်တော့ CSO Academy application ကိုဖုန်းထဲသို့ install လုပ်လိုက်ပါ install လုပ်ပြီးသွားတဲ့အခါ open ကိုနှိပ်ပြီးစတင်အသုံးပြုနိုင်ပါပြီ CSO Academy application တွေကိုရောက်သွားတဲ့အခါ account ရှိပြီးသားသူတွေအနေနဲ့ email နဲ့စကားဝတ်ရိုက်ထည့်ပြီးဝင်ရောက်နိုင်ပါတယ် account မရှိသူတွေအနေနဲ့ account အသစ်ဖွင့်ပြီးကိုနှိပ်၍ platform အသုံးပြုဖို့အတွက်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ် account အသစ်ဖွင့်ဖို့စာရင်းပေးသွင်းနည်းလမ်းညွှန်ဗီဒီယိုလေးမှာအသေးစိတ်ကြည့်ရှုနိုင်ပါတယ် account ဖွင့်ပြီးသွားတဲ့အခါလေ့လာဆိုတဲ့နေရာမှာမိမိတက်ရောက်နေစေသင်တန်းတွေနဲ့တက်ရောက်ဖို့စာရင်းသွင်းထားတဲ့သင်တန်းတွေကိုမြင်ရမှာဖြစ်ပါတယ်သင်တန်းတွေတက်ရောက်ဖို့ဆိုရင်ရှာဖွေဆိုတဲ့နေရာမှာမိမိတက်ရောက်ခြင်းတဲ့သင်တန်းကိုကဏ္ဍအလိုက်အဆင့်အလိုက်သင်တန်းကြောင်းအလိုက်ရှာဖွေနိုင်ပါတယ်တက်ရောက်ခြင်းတဲ့သင်တန်းကိုရှာတွေ့သွားပြီဆိုရင်စာရင်းသွင်းမိကိုနှိပ်ပြီးသင်တန်းတွေကိုစတက်လို့ရပါပြီသင်တန်းတက်ရောက်ခွင့်ရှိကြောင်း email ကိုလည်းမိမိအကောင့်ဖွင့်ထားတဲ့ email သို့ပေးပို့သွားမှာပါသင်ခန်းစာတွေကိုအင်တာနက်ရရှိချိန်မှာ download ထားပြီးအင်တာနက်မရှိချိန်မှာပြန်လည်လေ့လာနိုင်မဲ့ offline learning mode အသုံးပြုပြီးလဲသင်ခန်းစာတွေကိုလေ့လာလို့ရပါတယ်။ဒါဆိုရင်တော့ application ထဲမှာ CSO Academy ကဖွင့်လှစ်ထားတဲ့သင်တန်းတွေကိုအချိန်နေရာမရွေးအလွယ်တကူလေ့လာသင်ယူလို့ရပါပြီ။သို့သောအင်တာနက်ပေါ်မှာဆက်သွယ်ရသည့်စကားဝိုင်းကိုတော့ download နဲ့ offline သုံးလို့မရနိုင်ပါ။ဒါအပြင် CSO Academy application ထဲမှာအချစ်ချင်းဆွေးနွေးနိုင်မဲ့စကားဝိုင်းဘ ഹു တုတတွေကိုဖတ်ရှုနိုင်တဲ့စာဆောင်စကားဝတ်ပြောင်းလဲဖို့တင်နန်းအောင်လက်မှတ်တွေကိုထုတ်ယူဖို့အထွေထွေစားတဲ့ feature တွေလည်းရှိပါတယ်။ဒါတွေမကသေးပါဘူး CSO Academy ကဖွင့်လှစ်တဲ့တင်နန်းသစ်တွေနဲ့ကြေညာချက်တွေကို notification မှာတဆင့်ပေးပို့လျက်ရှိပါတယ်။လက်ရှိမှာလည်းအသုံးပြုသူတွေအဆင်ပြေစေဖို့ CSO Academy application ကိုနည်းပညာအဆင့်မြင့်တင်ခြင်းတွေလှုပ်ဆောင်လျက်ရှိပါတယ်။ဒါဆို CSO Academy application ကိုအခုပဲ download ရယူပြီးသင်ခန်းစာတွေကိုလေ့လာလိုက်ကြရအောင်။